ပဲပြမောင်လေးလုပ်ပြီးပြီဆိုတော့ကျမတို့သူနဲ့တွဲစားဖို့ပဲပြလေးလုပ်ကြည့်မယ်ပေါ့နော်ဒီဟာကပဲလုံးပြူလေးပါကျမအရင်ကလွန်ခဲ့တဲ့1 ရက်လောက်ကပေါ့နော်ကျမပဲလုံးပြူလေးနဲ့ပဲပြလေးကိုလုပ်ကြည့်ခဲ့ပါတယ်ဖြစ်ပါတယ်ဒါပေမဲ့မီးနဲ့တွေ့တဲ့အခါမှာသူနဲ့လုပ်တဲ့ပဲပြလေးတွေကဖြစ်တယ်ခဲတော့ခဲတယ်မာတော့မာတယ်ဒါပေမဲ့လေသူဟာမီးနဲ့ပြန်တွေ့တဲ့အခါမှာပျော်ဆန်းသွားတယ်ပေါ့နော်အဲ့တော့ကျမမှာမရှိတဲ့ပဲလေးနဲ့လုံးဝမှာဖြစ်တဲ့အတွက်ဒီပဲလုံးမြူလေးကိုတော့အရင်ကလို့အကုန်အသုံးမပြုဘဲနဲ့ပေါ့နော်ဒါကတော့စံချိန်ခွက်တစ်ခွက်လောက်စာနဲ့ရေးစိတ်ထားတာပါအရင်ကကြံတဲ့ဟာလေးကိုကျမရေးခဲထားခြင်းပဲဖြစ်ပါတယ်အခုပြန်ပြီးတော့ထုတ်သုံးတာပဲဖြစ်ပါတယ်ဒီပဲလုံးမြူလေးကိုတစ်ခွက်စာကိုကျမရေးပြန်စိတ်ထားပါမယ်ပြီးတော့သူနဲ့တွဲဖက်ပြီးတော့ကလေးပဲလေးပေါ့နော်ကလေးပဲလေးကိုကျွန်မထည့်ပါမယ်အဲကလေးပဲလေးကတော့ဒါ400 gram လောက်ရှိပါတယ်400 gram လောက်ရှိတဲ့ပဲလေးကိုကျွန်မရင်သွင်းနဲ့အရင်စိမ့်ပါမယ်သူ့ကိုရိုးရိုးရင်နဲ့ဘာလို့မစိမ့်လဲဆိုတော့သူကပဲကိုကျမတို့ကချိတ်ပလိုက်မှဖြစ်တဲ့အတွက်သူကကွဲသွားတာပဲဖြစ်ဖြစ်ပဲလုံးမလှတော့တာပဲဖြစ်ဖြစ်ဘာမှမဖြစ်တဲ့အတွက်ကျမကအမြန်ဆုံးနည်းနဲ့ပဲတွေပွားဖို့အတွက်ကျမရင်သွင်းလေးနဲ့စိမ့်ခြင်းဖြစ်ပါတယ်ရင်းနှီးလေးစထည့်လိုက်ပါလိမ့်ရှင်ပဲလေးတွေကိုမခဲနေအောင်လို့ဇုံးလေးနဲ့အသာမွေပါမယ်ခုပဲလေးတွေကိုရင်းနှီးနဲ့စိမ့်ပြီးပါပြီအခုရင်းနှီးနဲ့စိမ့်ထားတဲ့ပဲလေးတွေကိုကျွန်မတရက်ပြစ်ထားလိုက်ပါမယ်တရက်ထားလိုက်တဲ့အခါမှာပဲလေးတွေကတော်တော်ပွားပြီးတော့သူ့ကိုကြိတ်တဲ့အခါမှာလည်းအခက်အခဲမရှိဘဲနဲ့အလွယ်ကူကြိတ်ခွဲနိုင်မှာပဲဖြစ်ပါတယ်ပြီးတော့မှကျွန်မသူ့ရှီကကြိတ်ခွဲထားတဲ့ပဲရည်တွေနဲ့ပြန်စစ်ယူပြီးတော့အဲ့ဒီရေကိုပြန်ကျိုးယူမှာဖြစ်ပါတယ်ပဲလေးတွေဒီနေ့ရေးစိမ့်ပြီးရတရက်ပြည့်ပြီဆိုတော့ကျမတို့ချိတ်ပါတော့မယ်ပဲလေးတွေမချိတ်ခင်ပြောပြချင်တာကပဲပြားလုပ်တဲ့အခါမှာအကောင်းဆုံးကတော့ပဲပိဆက်ပဲကိုလုပ်တာအကောင်းဆုံးပါကျမရှိမှာတော့ပဲပိဆက်ပဲဝယ်ရတာအဆင်မပြေတဲ့အတွက်ကျမမှာရှိတဲ့ပဲလေးတွေနဲ့ပဲလုပ်တာပေါ့နော်အဲဒါကြောင့်မလို့ကယ်ရီကိုမှပဲပိဆက်ပဲရှိတယ်ဆိုရင်တော့အကောင်းဆုံးပဲပြားကိုရရှိမှာဖြစ်ပါတယ်ဒါတော့ကျမကပဲလုံးပြူနဲ့ကလေးပဲကိုစတင်ချိတ်ခွဲမှာဖြစ်ပါတယ်ပဲလေးတွေစတင်ချိတ်ခွဲဖို့အတွက်ထည့်လိုက်ပါပြီနော်ကျွန်တော်တို့ရေလေးအနှဲငယ်ထည့်ပြီးတော့ပဲလေးအနှဲငယ်နဲ့ပေါ့နော်နည်းနည်းစတင်းစီချိတ်ပါမယ်ဆက်မနိုင်ပါဆိုလို့ပါရှင်ဒီချိတ်ပြီးဖြစ်တဲ့အတွက်ပဲလေးကိုကျွန်မပိတ်ပါးစားနဲ့စစ်ယူမယ်ပေါ့နော်အဲ့လိုနည်းနဲ့ကျမတို့ဖြည်းဖြည်းချင်းချိန်မယ်ဖြည်းဖြည်းချင်းစစ်ယူမယ်ပေါ့နော်အဲ့အရေးလေးတွေကိုကျမတို့စိတ်ရှိရှိနဲ့စစ်ပါမယ်ရှင်အဲ့ဒီအရေးလေးကိုညှိနေမယ်ပေါ့နော်အဲ့လိုပဲကျမတို့ဖြည်းဖြည်းချင်းနည်းနည်းချင်းစီချိန်ပြီးတော့အဲ့လိုပဲယူသွားလိုက်ပါမယ်နော်အခုကျမတို့ဒီထဲကနေပြီးတော့ပြန်ရလာတဲ့ပဲဘက်ကလေးကိုလည်းပြန်ပြီးတော့ချိန်ခွဲမှလည်းဖြစ်ပါတယ်ရှင်အခုကျမတို့ဒီထဲကရလာတဲ့ပဲဘက်လေးတွေကိုပြန်ထည့်လိုက်ပါမယ်နော်ပြန်ထည့်ပြီးတော့ရေနဲ့ပြန်ပြီးတော့ကျမတို့ချိန်ခွဲပါမယ်ကျမတို့ချိန်ခွဲပြီးရလာတဲ့ပဲဘက်လေးနဲ့နောက်ထပ်ပဲလေးထပ်ထည့်ပြီးတော့ကျမထပ်ပြီးတော့ထပ်မှန်ချိန်ခွဲပါမယ်ရှင်ရရှိလာတဲ့ရေလေးတွေလည်းကျမထပ်မှန်ပြီးတော့စစ်ယူပါမယ်ပေါ့နော်ထပ်မှန်ပြီးစစ်ယူပါမယ်အရင်ကိုအဲ့ထဲမှာရှိနေတဲ့ပဲအနှိပ်လေးကုန်းတဲ့ထိကိုညှိယူပါမယ်ပြီးရင်အဲ့ပဲလေးကိုကျမတို့ပြန်နေချိန်ဝင်ဖြစ်ပါတယ်ရေဖွေးဖြူသွားတဲ့အထိကိုကျွန်မချိန်ပါမယ်။ချိန်ခွဲပြီးသားပဲရေလေးတွေကိုကျွန်မကျိုမဲ့အိုတလုံးနဲ့ထည့်လိုက်ပါမယ်။ကလေးပဲရဲ့ပဲဘက်တွေကိုကျွန်မအញ្ញမ်းဖြူခွေးသွားအောင်ချိန်ပြီးတော့မစိတ်ပါအောင်ရှင်။ဘာလို့လဲဆိုတော့ကျွန်မအဲ့ကလေးပဲရဲ့ပဲဘက်ကလေးတွေကျွန်တော်ကျွန်မဘေးအားကြော်စားဖို့ပေါ့နော်ဘေးအားကြော်စားဖို့အတွက်ခြံသားမှာမလို့ပါရှင်ရေလေးတွေကိုလုံးဝကုန်စင်အောင်ညှိလိုက်ပါမယ်ပဲလေးတွေကိုကျုံမဲ့အိုးတစ်လုံးမှာဆွတ်ထည့်လိုက်ပါမယ်ခုပဲလေးတွေကိုအရင်ညှိယူတာမီးဘူးဝတင်ဖို့အစင်းသင်းဖြစ်တဲ့အနေအထားကိုရရှိနေပါပြီ
ကျမကပိန်းလုံးရွယ်ပဲဘက်လေးတွေကိုအပင်ကိုအစာကျွေးဖို့အတွက်သူ့ကိုတင်းစီမှာဖြစ်ပြီးတော့ဒီကလေးပဲလေးတွေရဲ့ပဲဘက်ကလေးတွေကိုကြတော့ကျမကဘရာကျော်အတွက်ပြန်လဲအသုံးပြုမှာဖြစ်ပါတယ်သူ့ကိုတော့အစီနှစ်ကောင်အောင်မညှက်ထားတာဖြစ်တဲ့အတွက်သူဟာဘရာကျော်အတွက်ပြန်လဲအသုံးပြုနိုင်ပါတယ်သူ့မှာတော့အစီတော့မရှိတော့တော့ဘောနော်ဟိုပဲရဲ့စီးနိုင်တဲ့အစီတော့မရှိတော့ဘူးအဲ့တော့တခြားရဲ့အကျော်မှုန့်လေးပါတယ်နဲ့ကျမပေါင်းပြီးရောဆက်ပြီးတော့အသုံးပြုပါမယ်အဲ့အတွက်ကျမသိသိပါတော့မယ်တို့ပဲကိုစိန်ထားတဲ့အရေးလေးကိုလည်းအပင်ရဲ့အာဟာရရအောင်လို့ပေါ့နော်ကျမရေလောင်းမှာဖြစ်ပါတယ်ရှင်ဒီဘဝတနေ့စဉ်အတွင်းမှာလည်းကျမတို့ကအိုးလေးကိုအမြဲတမ်းမှွေပြီးနေဖို့လိုအပ်ပါတယ်အဲ့ဒါမှလားပဲရအနေထိုင်ပြီးတော့အောက်မှာကပ်ပြီးသူ့ချက်မသွားမှာပဲဖြစ်ပါတယ်ပဲဦးလေးတင်ထားစဉ်အတွင်းမှာကျမပဲဦးလေးကိုအရင်နဲ့အဖက်နဲ့တက်ခွဲထုတ်ဖို့အတွက်ပေါ့နော်ရှာလကာရည်လေးပြင်ဆင်ပါမယ်ရှာလကာရည်လေးကိုလက်ဖက်ရည်စုံနဲ့ပေါ့နော်ကျမတို့9စုံလောက်ထည့်လိုက်ပါမယ်အဖေးဆုံး9စွန်းနဲ့ရေကိုကြတော့ကျမဒီခွက်ရဲ့မပြည့်တပြည့်ပေါ့နော်အလောက်ထိထည့်လိုက်ပါမယ်ရှာလကာရည်လေးကိုကျမမှွေပြီးထားလိုက်ပါမယ်ပဲလေးတွေစူပတ်လာပြီးတော့အရင်နဲ့အဖက်နဲ့ခွဲထုတ်ရမယ့်အချိန်မှာဒီအရင်လေးကိုလောင်းထည့်လိုက်မှာပဲဖြစ်ပါတယ်ဒီကိုမှွေပြီးတော့မှွေနဲ့အချိန်တွင်းမှာအဲ့ဒီပုံမှာအမြုံလေးတွေတက်လာပြီပေါ့နော်အဲ့ဒီအမြုံလေးတွေကိုကျမဖယ်ထုတ်ပါမယ်ရှင်အခုဒီလိုတင်လာလိုက်တာဟိုပေါ့နော်အနေငယ်စူပွာလာလောက်တဲ့အနေအထားမျိုးပေါ့ပဲတွေကလည်းပွာလာတဲ့အနေအထားမျိုးဒီလောက်အနေအထားမျိုးရောက်တယ်ဆိုရင်ကျမနေပြီးချင်းကိုရက်လိုက်ပါမယ်အရန်ပွက်စီမတည်ဘူးပေါ့နော်ကျမပဲရီအိုလေးကိုခဏလောက်အေးခဏလိုက်ပါမယ်ရှင်ကျမပဲအိုလေးကိုအေးခဏအခုဆိုရင်နိုင်ဝက်လောက်ရှိပြီပေါ့နော်နိုင်ဝက်လောက်ရှိပြီအငွေ့လည်းနည်းနည်းတည်နေပြီဒါပေမဲ့အပူငွေ့လေးနွေးနွေးလေးရှိနေတဲ့အချိန်မှာကျမအရင်နဲ့ဖက်နဲ့စခွဲပါမယ်ကျမခဏကပြုတ်လုပ်ထားတဲ့ဗနီဂါရည်လေးနဲ့ပေါ့နော်ကျမအရင်နဲ့ဖက်နဲ့ကိုစပြီးတော့ခွဲပါမယ်သူဗနီဂါရည်လေးကိုထည့်ပြီးရတယ်ကျမတို့မှွေပေးလိုက်ပါမယ်ပေါ့နော်အရန်ပူနေတဲ့အထဲကိုဗနီဂါရည်မထည့်ရပါဘူးရှင်အခုလိုခဏနွေးအချိန်မှလာဗနီဂါရည်လေးကိုထည့်ပြီးရင်သူ့ရဲ့အရင်နဲ့ဖက်နဲ့ကွဲထွက်တာပို့ပြီးတော့အဆင်ပြေပါတယ်ပူတဲ့အချိန်မှာထည့်လိုက်ရင်တော့ကျမပထမတစ်ခါတော့လုပ်တဲ့အခါမှာတော့ပူနေတဲ့အချိန်ကိုထည့်လိုက်တဲ့အခါမှာပဲရည်တော်တော်ပျော့သွားတယ်လို့ကျမခံစားရတယ်တော့ကျတော့ပဲလုံးပြလေးနဲ့လုပ်တဲ့အတွက်ပဲရည်ကြီးဖြူနှစ်ကလေးပေါ့နော်အလိုရရှိပါတယ်အခုကတော့ကလေးပဲနည်းနည်းထည့်ထားတာဖြစ်တဲ့အတွက်ပဲရည်ကြီးကအဝါရောင်ကနည်းနည်းလေးတန်းပါတယ်ကျမခဏလေးအနေထိုင်အောင်စောင့်ကြည့်လိုက်ပါမယ်ရှင်ကျမတို့ခုနကရှောက်ကားကြီးထည့်ပြီးတော့ပေါ့နော်အရင်နဲ့အဖက်နဲ့ခွဲတဲ့အခါမှာသူကနွားတို့လိုတော့ကျမတို့အရင်နဲ့အဖက်နဲ့ကိုတိတိတသားကြီးကွဲထွက်တာတော့မရှိဘူးပေါ့နော်ဒါပေမဲ့ကျမတို့ကစကားထဲမှာပိတ်ပါးစာလေးထည့်ပြီးတော့ပြန်ပြီးတော့စစ်ချတဲ့အခါကျရင်အရင်နဲ့အဖက်နဲ့ကသူ့ဟာတီးတန့်ပြီးကွဲထွက်သွားပါလိမ့်မယ်ဆက်နေနဲ့ပဲပြားလေးပြုလုပ်ဖို့အတွက်ကိုကျမကစကားလေးတစ်ခုယူလိုက်ပါတယ်စကားရဲ့အောက်မှာတော့ခွက်ကလေးတစ်လုံးခံဖို့ပေါ့နော်အဲ့ချိန်ကျမှတော့အဲ့စကားရဲ့ထဲကနေပြီးတော့ရီလေးတွေကအောက်ကိုစိမ့်ကျသွားမှာပဲဖြစ်ပါတယ်အဲ့စကားလေးကိုကျမကခုနကပေါ့နော်ပဲလေးစစ်ထားတဲ့ပါဝါဘားလေးကိုပေါ့နော်ကျမခံလိုက်ပါမယ်အဲ့အထဲကိုကျမပဲရီလေးလောင်းထည့်ပါမယ်ကြည့်လောင်းထည့်လိုက်ပါမယ်ဒီပေါ်ကနေပြီးတော့ကျမဒီလိုထုတ်ပိုးလိုက်ပါမယ်အပေါ်ကနေပြီးတော့အလေးတင်မှာအလေးဖိပြီးတော့တင်မှာဖြစ်တဲ့အတွက်ကျမသူ့ကိုဒီလိုတေးချလေးပေါ့နော်ထုတ်ပိုးလိုက်ပါမယ်အပေါ်ကနေပြီးတော့ဝေတုံးမဖိသေးပဲနဲ့ကျမတို့ပဲလေးအရေးကြီးလေးတွေစစ်ကြသွားတဲ့အချိန်ကိုတစ်ချက်စောင့်ကြည့်ပါမယ်ရှင်အခုဆိုရင်အပေါ်ကနေပြီးတော့အလေးမဖိထားပေမဲ့လည်းပဲတွေကနေရှိတဲ့အရေးကြီးလေးတွေအတိုင်းပဲဒစိမ့်စိမ့်ကြနေပါပြီပေါ့နော်အဲ့တော့ကျမကပဲထဲမှာတော်တော်အရေးကုန်သွားပြီးတော့အဲ့လိုအရေးစိမ့်ကြတဲ့ဟာတိတ်မရှိတော့ဘူးဆိုမှကျမအပေါ်ကနေပြီးတော့အလေးကိုတစ်ဆင့်ချင်းဖိပါမယ်ရှင်ကျမကအခုချိန်မှာဘာကြောင့်အပေါ်ကနေဝိန်းနဲ့မဖိသေးဘူးလဲဆိုရင်ပဲထဲမှာရေမကုန်သေးတဲ့အတွက်ပဲတွေကအရန်အိဖက်နေတော့မှရှိပါသေးတယ်အခုချိန်မှာကျမဝိန်းနဲ့ဖိလိုက်မယ်ဆိုရင်ဘေးကနေပြီးတော့ပဲတွေကပြစ်ပြစ်ထပြီးတော့ထွက်လာမှာဖြစ်ပါတယ်အဲဒါကြောင့်မို့ကျမကရေကုန်တဲ့အထိကိုရေကျတဲ့နေဝတဲ့အထိကိုကျမတစ်ချက်လောက်စောင့်ကြည့်နေရဖြစ်ပါတယ်ရှင်ကျမအဲ့ပုံကိုကော်ပြားလေးတစ်ခုတင်လိုက်ပါမယ်အဲ့ကော်ပြားလေးပေါ်မှာကျမ 1kg ရှိရဲ့ဒီစံအင်ဒီကိုတင်လိုက်ပါမယ်
ကျမပထမဦးဆုံး 1kg နဲ့စမယ်ပေါ့နော် 1kg weight တုံးလေးနဲ့စပြီးတော့သူ့ရဲ့ရေချမှုနှုန်းလေးကိုပြန်ကြည့်မယ်အခုသူရေချတာနည်းနည်းနည်းလာပြီဆိုတော့ကျမ kg လေးကိုနည်းနည်းထပ်မြင့်ပါမယ်အဲ့လိုနည်းနဲ့ကျမ weight တုံးလေးတွေကိုမြင့်သွားမှာဖြစ်ပါတယ်အခုပဲပြားလေးကိုအပေါ်အလေးနဲ့ဖိပြီးတော့ညာဘန်းတော့ပြတ်ထားလိုက်တာအခုဆိုရင်တော်တော်ခင်းနေပြီပေါ့နော်ကျွန်တော်ဖွင့်ပြပေးပါမယ်ရှင်ပဲပြားလေးတွေမှာတင်းတင်းနဲ့ရပြီပေါ့နော်အခုဆိုရင်ပဲပြားခက်ခဲလေးရနေပြီပေါ့နော်အဲ့တော့ကျွန်တော်နှိပြပါမယ်ရှင်ပဲပြားလေးတွေလေတိတ်တော့အလှမဟုတ်ပေမဲ့လည်းပဲပြားမရှိတဲ့နေရာမှာကျမတို့အစားတို့စားသုံးနိုင်တာဖြစ်တဲ့အတွက်လိုက်ပါလောက်ဆောင်နေကြဖို့ကျွန်တော်ထိုက်တွန်းချင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်